iPhone 11တို့ Trace Series ကိုကင်ထားတဲ့လူတွေအတွက်ငါကဒီဖုန်းအခုချိန်မှာပြောင်းလဲတစ်မီလားဆိုတဲ့မေးခွန်းအတွက်အဖြေကိုဒီဗီဒီယိုမှာရှိပါတယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်တို့2026ခုနှစ်တည်းကိုကြားလာခဲ့ပေမဲ့ smartphone လောကမှာအခုထိလူပြောအများဆုံးနဲ့လူကြိုက်အများဆုံးဖြစ်နေစေ iPhone တစ်လုံးအကြောင်းကိုပြောရမယ်ဆိုရင်တော့အဲ့ iPhone က iPhone 14 Pro ပဲဖြစ်ပါတယ်။ဒီဖုန်းက Apple ရဲ့ design ပိုင်းဆိုင်ရာမှာအပြောင်းလဲအကြီးမားဆုံးဖြစ်ခဲ့တဲ့ဖုန်းတစ်လုံးလို့ဆိုရမှာပါ။သူ့မှာပါတဲ့ Dynamic Island ကြီးကတကယ်အသုံးဝင်ရလား14 megapixel camera ကဘယ်လောက်တောင်အစွမ်းထက်လဲဆိုတာနဲ့နောက်ပြီးတော့မြန်မာနိုင်ငံရဲ့လက်ရှိဈေးကွက်မှာဘယ်လောက်နဲ့ဝယ်လို့ရမလဲဆိုတာကိုအစအဆုံးကြည့်လိုက်ကြရအောင်။အရင်ဆုံးဒီဖုန်းရဲ့ design ကနေစပြီးပြောကြရအောင်။ iPhone 14 Pro က surgical grade stainless steel နဲ့လုပ်ထားရဖြစ်လို့ကိုင်းလိုက်တန်တကယ်ကိုတောင်းတင်းခံပါတဲ့ premium ခံစားချက်ကိုပေးပါတယ်။ဒါပေမဲ့သတိထားမှာသူက206 gram ရှိတဲ့အတွက်ကို6.1 inches ရှိတဲ့ဖုန်းတစ်လုံးအနေနဲ့တော့တော်တော်လေးလေးရလို့ခံစားရမှာပါ။ဖုန်းရဲ့နောက်ဘက်မှာကတော့ texture matte glass ကိုသုံးထားပါတယ်။ဒါတကယ်ကိုကောင်းတဲ့ချက်ပါ။ဘာလို့လဲဆိုတော့လက်ဝတ်ရည်ဒီကောင်မှလုံးဝမထင်ပါဘူး။ဖုန်းကို case မပါပဲကိုင်တော့မှအများနဲ့တန်ရှင်းတက်ရနေပါပါ။ဒါပေမဲ့ဘေးဘက်လေက stainless steel ပေါင်တွေကတော့လက်ဝတ်ရည်ထင်တယ်လို့ချစ်ရတာတိတ်တိတ်လေးတွေကိုလည်းဖြစ်လေတာသတိထားရပါမယ်။ဘုံရချစ်ရတန်တွေကိုခံနိုင်ရှိဖို့အတွက်အရှိတ်ဘက်မှာ ceramic sheen နေပညာကိုသုံးထားသလို IP68 rating လည်းပေါင်လာပါတယ်။ရေနဲ့6မီတာမှာမိနစ်30ထိခံနိုင်ရှိတာကြောင့်မြန်မာနိုင်ငံလိုမိုးခဏခဏရွာတဲ့ဒေသတွေအတွက်ကတော့တကယ်ကိုစိတ်ချရတဲ့ဖုန်းတစ်လုံးပါပဲ။ဒီဖုန်းရဲ့အထူးခြားဆုံး feature ကတော့ Dynamic Island ပါပဲ။အရင်ဖုန်းတွေမှာပါတဲ့ notch အစား page shape ကိုသုံးထားပါတယ်။ဒါက software နဲ့ hardware ကိုအကောင်းဆုံးပေါင်းစပ်ထားတာဖြစ်ပါတယ်။ဒီစင်းသားထောင်နေမှာဖြစ်ဖြစ်တိုင်မှာဘေးတာမှာဖြစ်ဖြစ် Grab တို့ Food Panda တို့မှာ order မှားတိုင်းပဲဖြစ်ဖြစ်ဒီ Dynamic Island လေးကအများကြီးပြပေးနေမှာပါ။ဒါက multitasking လုပ်တဲ့အခါမှာတကယ်ကိုအသုံးဝင်လာပါတယ်။မင်းနဲ့ပြင်က Super Retina HDR panel ဖြစ်ပြီးတော့ promotion နည်းပညာကြောင့် 1Hz ကနေ 20Hz ကိုအလိုလျောက်ပြောင်းလဲပါတယ်။ဒါကြောင့်ဖုန်းပို့တဲ့အခါမှာတကယ်ကိုချုံးမွေ့နေမှာပါနောက်ထပ်အောင်းစရာကောင်းတာကတော့သူ့ရဲ့ brightness ပါအပြင်မှာနေပူရဲကိုထွက်သုံးရင်2000နစ်အထိရရကြောင်းနေအောင်မှာတော့ဖုန်းမျက်နှာပြင်ကိုကြည်ကြည်လင်လင်မြင်ရမှာပါဒါက iPhone 13 Pro ထက်တောင်နှစ်ဆလင်းတာဖြစ်ပါတယ် iPhone 14 Pro ရဲ့မှာ Apple ရဲ့ A16 Bionic chip ကိုသုံးထားပါတယ်ဒါက4 nanometer နည်းပညာလောက်ထားရဖြစ်ပြီးတော့အခုချိန်ထိတောင်မှဘယ် app ကိုမဆို AC သုံးလို့ရပါတယ်RAM 6GB LPDDR5 နဲ့ပေါင်းစပ်ထားရဖြစ်လို့ multitasking လုပ်တဲ့အခါမှာလည်းလုံးဝထင်ငုံနေရမျိုးမရှိပါဘူး။ဒါကဂိမ်းသမားတွေအတွက်တော့နှိပ်ပံပါပဲ။ PUBG နဲ့ Mobile Legends game တွေကို Extreme Graphics နဲ့ Ultra FPS မှာလုံးဝတည်တည်ငြိမ်ငြိမ်ကိုဆော့လို့ရတယ်။ 20Hz display ကြောင့် game design ရတဲ့အခါမှာ6ဖုန်းတွေအများကြီးပို့ပြီးမြန်တယ်လို့ခံစားရမှာပါ။ဒါပေမဲ့တစ်ခုရှိတာ stainless steel core ဖြစ်လို့ game ကိုမိနစ်40ကျော်လောက်ထိစက်တိုက်ဆော့မယ်ဆိုရင်တော့ဖုန်းကအနည်းငယ်ပူလာတတ်ပါတယ်။ဒါပေမဲ့စွမ်းဆောင်ရင်ကြာသွားတာမျိုးကတော့မတွေ့ရသလောက်ပါပဲ။ဘက်ထရီကတော့3200 mAh ဖြစ်ပါတယ်။အခုဒီဖုန်းကိုပြန်သုံးကြည့်တဲ့အခါမှာလက်တွေ့ဘက်ထရီကုန်လုံးတွေကဒီလိုရှိပါတယ်။ YouTube ကိုတနင်္လာဇက်တိုက်ကြည့်မယ်ဆိုရင်တော့10%ဝန်းကျင်လောက်ထိကုန်တယ်။ PUBG Mobile Legends စတဲ့ game တွေကိုအမြင့်ဆုံး setting နဲ့ဆော့မယ်ဆိုရင်တော့25%လောက်ထိကုန်တယ်။ Always so display ဖွင့်ထားရင်တော့တနာရီကို2%ကြာကုန်နိုင်ပါတယ်။ Charging ဘိုင်းမှာတော့ Apple ရဲ့ 20W charger နဲ့အားသွင်းရင်မိနစ်30မှာ50%လောက်ထိကိုရောက်ပါတယ်။ 45W charger နဲ့တွင်းရင်လည်းဖုန်းက 27W လောက်ထိပဲလက်ခံတာဖြစ်လို့အချိန်အများကြီးထူးခြားသွားတာမျိုးတော့မရှိပါဘူးကင်မရာဘိုင်းမှာတော့အကြီးစား upgrade ဖြစ် 48 megapixel ကို main sensor အနေနဲ့သုံးထားပါတယ်။ဒါက iPhone 13 Pro အတွက်65%လောက်ကိုပို့ပြီးတော့ကြီးလာတာပါ။ normal မှုနဲ့ရိုက်မယ်ဆိုရင်တော့12 megapixel နဲ့ထွက်လာပေမဲ့ Pro RAW မှုနဲ့ရိုက်မယ်ဆိုရင်တော့48 megapixel ရဲ့ details တွေကိုမြင်ရမှာပါ။ဓာတ်ပုံပြင်ရတာဝါသနာပါဆိုတော့ကတော့ဒါဟာအဖိုးတန်တဲ့ feature ပါပဲ။ video ဘိုင်းမှာကတော့ Apple ကဘယင်လို့ပြောရမှာပါ။ဘာလို့လဲဆိုတော့ဒီကောင်းမှာပါတဲ့ action မှုကဖုန်းကိုလက်နဲ့ကင်ပြီးတော့ပြေးပြီးတော့ရိုက်မယ်ဆိုရင်တော့ gimbal ကိုသုံးထားသလိုမျိုးမြင်နေအောင်လုပ်ပေးပါတယ်။ 2.8K ကို 60fps ထိရိုက်လို့ရပါတယ်။ cinematic mode မှာဆိုရင် 4K ကို 30fps နဲ့ရိုက်လို့ရနိုင်ပါပြီ။နောက်ခံပုံခေတ်တွေကို professional ဆန်ဆန်ထွက်အောင်လုပ်ထားပေးပါတယ်။ဒါကြောင့် content creator အတွက်ကတော့ iPhone 14 Pro ကအကောင်းဆုံးရွေးချယ်မှုဖြစ်နေသေးပါ။14 series မှာစတင်ပါဝင်လာတဲ့ safety feature တွေကလည်းတကယ်ကိုအသက်ကိုင်နိုင်တဲ့အရာတွေပါ။ crash detection ဆိုတာကတော့မတော်တဆညှဉ်းပန်းမှုတွေကိုပြင်းပြင်းထန်ထန်ဖြစ်တဲ့အခါမှာဖုန်းကအလိုလျောက်သိရှိပြီးတော့အရေးပေါ်ဖုန်းခေါ်ဆိုမှုတွေကိုလှုပ်ဆောင်ပေးပါတယ်။နောက်ပြီး satellite connectivity ကတော့ဖုန်းလိုင်းမရှိတဲ့နေရာတွေမှာဂျိုလုကနေတဆင့်အရေးပေါ်စာပို့နိုင်တဲ့စနစ်ဖြစ်ပါတယ်။ဒါကမြန်မာနိုင်ငံမှာအသုံးပြုလို့မရသေးရင်တောင်မှနည်းပညာပိုင်းအရတကယ်ကိုလုံခြုံမှုပေးတဲ့အချက်လက်တွေပါပဲ။
ဒီဖုန်းကို3လကျော်ကြာသုံးခဲ့တဲ့ experience ကအကောင်းဆုံးချက်ကတော့ promotion display ရဲ့ချုံးမွေးမှုနဲ့ dynamic island အသုံးဝင်မှုပါပဲဒါပေမဲ့ Woven စရာချက်တစ်ခုကတော့ battery health ပါချို့တော့ user တွေမှာဆိုရင်တစ်နှစ်လောက်သုံးပြီးတဲ့အခါမှာ battery health က90%အောက်ကိုအလျင်မြန်ကျသွားတာမျိုးတွေ့ရတတ်ပါတယ်ဒါကြောင့်အားသွင်းတဲ့အခါမှာဖုန်းကိုအရမ်းမပူအောင်တတိထားဖို့လိုအပ်ပါတယ်အခုမြန်မာနိုင်ငံဈေးကွက်မှာကတော့ iPhone 15 Pro ကို Apple ကနေတရားဝင်ထုတ်လုပ်မှုရဆိုင်လာလိုက်ပြီဖြစ်လို့စကန်ဈေးကွက်မှာပဲအဓိကတွေ့နိုင်ပါတယ်စကန်ဈေးကွက်မှာ 128GB ကို15သိန်းဝန်းကျင်နဲ့ 256GB ကို18သိန်းဝန်းကျင်အထိရှိနိုင်ပါတယ်အယောင်အနေနဲ့ကတော့ Deep Purple ကရောင်းကောင်းဆုံးဖြစ်ပြီးတော့ Space Black, Silver နဲ့ Gold ကိုလည်းလူကြိုက်များပါတယ်ဈေးနှုန်းတွေကတော့နေ့စဉ်ငွေလဲနှုန်းနဲ့ဆိုင်ရာလိုက်ကိုအနည်းငယ်ကွာခြားမှုရှိနိုင်ပါတယ်နောက်ဆုံးအနေနဲ့ iPhone 15 Pro ကိုဘယ်သူတွေဝယ်သင့်လဲဆိုရင်တော့အကယ်၍ခင်ဗျားတို့က iPhone 11ဒါမှမဟုတ်ရင် iPhone 12 series ကိုကင်ထားတဲ့လူတွေဆိုရင်တော့အခုချိန်မှာ iPhone 15 Pro ကိုပြောင်းဖို့အချိန်တန်ပါပြီအကြောင်းရင်းကတော့ 60Hz ကနေပြီးတော့ 120Hz display သုံးရတဲ့ feeling 48 megapixel camera ရဲ့စွမ်းဆောင်ရည်နဲ့ dynamic island ရဲ့စမ်းသပ်မှုတွေကခင်ဗျားတို့တိကျတာအတွေ့အကြုံအသစ်တွေကိုပေးမှဖြစ်လို့ဖြစ်ပါတယ်ဒီဖုန်းကဘယ်သူတွေနဲ့တင့်တော်လဲဆိုတော့ content creator တွေ game ကိုအရန်ဆော့ရတဲ့လူတွေနဲ့ဓာတ်ပုံရရတာဝါသနာပါလူတွေအတွက်ကတော့အထူးကိုတင့်လျော်ပါတယ်ဒီဖုန်းကိုဘယ်လိုလူတွေကမရွေးတင်လဲဆိုတော့ဖုန်းအလေးချိန်များတာကိုမကြိုက်တဲ့သူတွေနဲ့ Apple Intelligence ကိုသုံးချင်တဲ့သူတွေအတွက်ကတော့ iPhone 15 Pro ဒါမှမဟုတ်ရင်16 series ကိုပဲရွေးချယ်ပြီးဝယ်သင့်ပါတယ် iPhone 15 Pro က2016ခုနှစ်မှာတော့အကောင်းဆုံး flagship အတွေ့အကြုံကိုပေးနိုင်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်အားလုံးကိုဆိုင်ဖိုင်ဆောင်ရဲ့နေမီတွေကနေနှုတ်ဆက်လိုက်ပါတယ်ခင်ဗျားတို့ရဲ့အမြင်တွေကိုလည်း comment မှာရေးခဲ့ပေးကြပါဦးဒီလိုမျိုးသိပ္ပံနဲ့နည်းပညာသတင်းတွေကိုနေ့တိုင်းသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ဖို့တောင်းဆိုပါရစေအနာဂတ်အကြောင်းတွေဆက်လက်လေ့လာဖို့အမြဲတမ်းဆိုင်ဖိုင်ဆောင်မှာရှိနေပေးကြပါဦး